ပါတယ်ဒါကတော့ညီမလေးသူရဲကောင်းအဲ့မူညီမလေးသူရဲကောင်းအဲ့မူအပါဝင်ကြံရှိတဲ့သူရဲကောင်းတို့အားလုံးပေါင်း3ဦးကိုမနေ့ညနေကနေမြုပ်မြချလိုက်ပါတယ်ဒီစီရေးအခြေအနေကြောင့်ဒီလမ်းမအခြေအနေကြောင့်ပေါ့နော်ဒါတို့လည်းသွားခွင့်မရတဲ့အတွက်ညီမလေးအဲ့မူရဲ့နောက်ဆုံးခရီးကိုဒါတို့ကိုယ်တိုင်ကိုရောက်သွားအောင်ပို့ဆောင်မပေးနိုင်တဲ့အတွက်လည်းအရန်ကိုဝန်းနေရပါတယ်ဒါပေမဲ့ညီမလေးအဲ့မူအပါဝင်ကြံရှိတဲ့ရဲဘော်တို့အားလုံးပေါင်း3ဦးကိုဒါတို့အုပ်ကူလုပ်ပေးဖို့စီစဉ်ထားပါတယ်ပြီးတော့ညီမလေးအဲ့မူရဲ့မိသားစုဒုက္ခပေါင်းများစွာနဲ့အခက်ခဲများစွာနဲ့ရှိနေတဲ့ညီမလေးအဲ့မူရဲ့မိသားစုကိုဒါတို့ဒီအမိသားသမီးတွေရဲ့အင်အားခွန်အားအလူငွေနဲ့ထောက်ပံ့အကူငွေဓာတ်ကိုယ်တိုင်တွားရောက်ပို့ဆောင်မှာပေးမှာဖြစ်တဲ့အတွက်ဒီထောက်ပံ့အကူငွေကိုလည်းကြန့်ရှိနေတဲ့အမိသားသမီးတွေတက်နိုင်တဲ့ဘက်ကနဲ့ဝိုင်းဝန်းကူညီပေးကြပါလို့လည်းမြတ်တာရက်ခံပါတယ်ပြီးတော့ဒါအရေးကြီးစရာတစ်ခုသတိပေးစရာရှိပါတယ်ညီမလေးအဲ့မူနဲ့အမိသားသမီးတွေ friend ဖြစ်ထားတဲ့သူတွေတငယ်ချင်းဖြစ်ထားတဲ့သူတွေအကုန်လုံး block ပေးပါလို့မြတ်တာရက်ခံပါတယ်ညီမလေးအဲ့မူရဲ့ဖုန်းကစစ်ခွေးတွေလက်ထက်မှာရောက်ရှိသွားတာဖြစ်တဲ့အတွက်ညီမကြန့်ရှိတဲ့အမိသားသမီးအပေါင်းပါအားလုံးအန်ဒီရဲ့ကြာရောက်မှာဖြစ်တဲ့အတွက်ညီမလေးအဲ့မူအကောက်ကိုအားလုံးပြောပေးကြပါလို့အရေးကြီးမြတ်တာရက်ခံပါတယ်ညီမလေးအဲ့မူကတော့ဦးကောင်းကိုတန်ရပြီးတော့ပွဲချင်းပြီးသွားပြီမဲ့တည်သွားတဲ့သူတယောက်ကိုရဲဆက်စွာထပ်ပစ်တက်ခြင်းကိုခံရတဲ့ညီမလေးအဲ့မူရဲ့ရုပ်အလောင်းကိုကြည့်ရတာလည်းအရန်ကိုဝမ်းနေရပါတယ်နာကျင်ရပါတယ်အမေသားသမီးအားလုံးတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးကြပါညီမလေးအဲ့မူအပေါင်းကြံရှိတဲ့ရဲဘော်တို့ဦးကိုလည်းဒါတို့အုပ်ပြီးချပေးမှာဖြစ်ပါတယ်သူရဲ့မိသားစုတွေထောက်ပံ့အကူအညီတခုမှဖြစ်ပါတယ်အမေသားသမီးတွေအားလုံးကိုလည်းကျေးဇူးရမ်းတင်ပါတယ်